လူကြီးကိုတိုင်းစမီးရည်ပြီးခင်သွားပြီးတော့ပေါ့နော်ဒီမြေပြင်ချင်းကိုဝင်ပန်းပူလာလေးသွားလေလာပြီးတွေ့ရတော့ခုလောလောဆယ် IDP စခန်းတစ်ခုလုံးနဲ့ဖွင့်ထားပြီးတော့လူဦးရေဘယ်လောက်ရှိနေလဲပြင်သူတို့အခက်ခဲကအဓိကဘာများတွားနေတွေ့ရလဲဆိုတော့ပြောပြရမယ်ဟုတ်ကဲ့ဟိုစမီးကအခုကျွန်တော်ကရောက်သွားတဲ့ခါကျတော့IDP camp လောက်ထားတာလေသူတို့ဒီသားမှာရှိတဲ့အုပ်ချုပ်မှုအာဏာပိုင်တွေမျိုးမျိုးပါတွေနဲ့ကြီးရဲ့ကွယ်အုပ်ချုပ်မှုတွေဌာနဆိုင်ရာတွေဝိုင်းလောက်ကြတာကောင်းပါတယ်ကောင်းတော့အခုလက်ရှိအကောင်းဆုံးတိဆောက်ထားတာတော့ဒီလူကေပြန်ကပေးတဲ့ကန်ဒေးတွေအလုံး150ရှိတယ်အဲ့ဒါကကျွန်တော် CB ဝင်းထဲမှာ63လုံးကျန်တဲ့နေရာမှာ80ကျော်ပေါ့နော်90နီးလောက်သူတို့လောက်တယ်ခုပေါင်းလိုက်150အဲ့ဒီမှာမိသားစုတစုချင်းထားလိုက်တော့ဒါစစ်ချနာတယ်ဘာလို့ကိုကယောဂဖြစ်နေတဲ့ကာလမျိုး COVID-19 ဖြစ်နေတဲ့ကာလမှာသူတို့ခွဲထုတ်လိုက်တာကောင်းတယ်ဒါပေမဲ့တချို့နေရာတွေမှာအထက်တန်းကျောင်းတို့နောက်မူလတန်းကျောင်းတို့နဲ့ဒီရုံးဌာနအဲ့ဒီမှာကျတော့လူဦးရေက300လောက်အပြုံလိုက်ကြီးဖြစ်နေသေးတယ်အဲ့ဒါလည်းကျွန်တော်ခွဲထုတ်ပွဲအတွက်လိုအပ်တာပေါ့နော်လိုအပ်တဲ့အတွက်ကျွန်တော်မကြခင်မှာစမီးရယ်ပလက်ဝရယ်မိစာရယ်ကို IDP camp ဆောက်ပြတဲ့ပြည်တော်စုတင်ပြတဲ့အတွက်ပြည်တော်စုကနေသိပေါင်း1200ကိုကြီးပေးမယ်ကျွန်တော်ပြည်နယ်အစိုးရလည်းသိပေါင်း1200ကိုကြီးပြီးတော့မှဒီ IDP camp ကို300စမီးမှာလည်းဆောက်မယ်ပလက်ဝမှာလည်းဆောက်မယ်ဟိုမိစာမှာလည်းဆောက်လို့ရှိရင်တော့ဒီလက်ရှိစုပြုံနေတဲ့ဟာတွေကခွတ်ထုတ်လို့ရလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ရောက်တဲ့အခါမှာသူတို့ရဲ့အခက်အခဲတွေကိုကြည့်တဲ့အခါကျတော့သူတို့ကကိုယ့်ရဲ့အိမ်မဟုတ်တဲ့ခါကျတော့နေရထိုင်တော့နည်းနည်းချင်းကျက်တာပေါ့လေလူတွေလည်းအစုလိုက်ပြုံလိုက်ဖြစ်တယ်နောက်နေနေအေးချမ်းပြီဆိုတော့သူတို့ပြန်ကျင်တဲ့စိတ်လေးရှိတယ်ပြန်မှုကိုလည်းပြန်ကျင်တယ်အခုပြန်လို့ရမလားဒါမှမဟုတ်အခုလောက်ကိုပြန်လို့ရမလားဆိုတာလေးလည်းဟိုရရင်ပြန်ကျင်တဲ့ဆန္ဒလေးတွေပြောတယ်အမှန်တော့စမီးကတော့အခုဒီမိတ်ဆာဝတင်းနေတော့အဲ့ဒါနဲ့ဝက်မဟိုဒီမတ်လ14နဲ့15နှစ်ရဲ့တက်ခိုင်မှုဖြစ်ပြီးတော့ဟိုလက်နဲ့ကြီးနဲ့ပုံးနဲ့အဲ့လိုကြီးကြားပြီးတော့အိမ်မီးလောင်လူတွေသေးဒဏ်ရာရအဲ့ဒီပုံမှာပဲသူတို့ကချက်ချင်းထွက်ပြေးလာတဲ့ဟာပါတာမန်အဖြစ်တော့အဲ့ဒီဟာကဒီ2015တိုက်ပွဲဖြစ်ကြတဲ့အေဂျင့်တွေအဲ့ဒီဘက်မှာစစ်ပေးတယ်မခံရဘူးဒီတစ်ချိန်မှာမတ်လ14-15မှာဖြစ်တဲ့ဖြစ်စဉ်ကြောင့်ဟိုထွက်ပြေးလာတဲ့အပိုင်းလို့ဖြစ်တဲ့အတွက်သူတို့ပြန်ကြည့်ရင်လည်းကျွန်တော်တို့နောက်ထပ်ကိုအေဂျင့်နဲ့အနေထားရှိတယ်ဆိုတော့ပြောင်းလဲပေးမယ်ပြန်ကျင်တဲ့လူလည်းပြန်ပါလိမ့်မပြန်ကျင်တဲ့လူကြတော့လေကျွန်တော် IDP ကမှာပဲဆက်ထားပြီးတော့ဒီထောက်ပံ့နိုင်လို့စူးစမ်းမယ်လို့ဒီစီစဉ်ထားပါတယ်။နောက်လူအစုလိုက်ပြောလိုက်နေတဲ့အချိန်မှာဒီကိုရိုနာဗိုင်းရပ်စ်နဲ့ဆိုင်တဲ့လက္ခဏာမရှိတော့လဲဟိုဒါကစိုးရိမ်ရတဲ့အနေထားပေါ့နော်လူတွေကလည်းကျွန်တော်တို့ဒီထောက်ပံ့မဲ့လူတွေပဲဖြစ်ရအောင်မန်းလေးကလေးကျွန်တော်ဒီချစ်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့စေတနာရှင်တွေကကိုယ်တိုင်တွားရောက်ပြီးတော့ထိတွေ့အားပေးတာတွေရှိတယ်ဟိုရန်ကုန်ဆိုလဲဟိုအဆိုတော်ဒေးဗစ်လိုင်တို့နဲ့ဒီဘာသာရေးအဖွဲ့တွေကူညီခြင်းတဲ့လူတွေနဲ့လွှတ်တော်ကိုယ်တွေကစသွားပြီးတော့ဟိုထိတွေ့ပြီးအားပေးတာတွေရှိပါတယ်လူအဝင်ထွက်လေးတော့နည်းနည်းရှိတာပေါ့နော်ယောဂမရှိဘူးလို့ပြောရအောင်လဲဟိုမစစ်ဆေးလို့တာမရှိတာပေါ့စစ်ဆေးလိုက်ရင်ဒါလည်းမရှိဘူးလို့အဖြစ်ထွက်မလားမထွက်ဘူးလားဒါလည်းပြောလို့မရဘူးကျွန်တော်တို့စီကနေယောဂကိုစံတက်စစ်ဆေးဖို့ကတော့အင်တာမခက်ခဲတဲ့အနေအထားဖြစ်တဲ့အတွက်စစ်ဆေးမှုလည်းမလုပ်နိုင်ပါဘူးဒါပေမဲ့ရေရှည်မှာအစုလိုက်ပုံရှိတာမျိုးကိုခွဲထုတ်ပြီးတော့ထားနိုင်တော့အကောင်းဆုံးဖြစ်ပါဘူး။သူတို့တုံးဖို့ရည်အခက်အခဲရှိတယ်သူတို့တုံးဖို့အိမ်သားတွေပေါ့အိမ်သားတွေလုံလောက်မရှိတဲ့အိမ်သားတွေကိုလည်းထပ်ပြီးတော့ဒီစနစ်ကြနဲ့တုံးနိုင်အောင်လုပ်ခိုင်းတယ်။နောက် IDP camp လုပ်မယ်ဆိုတော့အခုကျွန်တော်တို့ထွက်ပြေးလာတာတကူကြီးတကယ်ရထွက်ပြေးလာကြတာဖြစ်တယ်မပြည့်စုံဘူးပေါ့နော်။ဟိုလိုအပ်ချက်တွေအများကြီးပါ။ဆိုတော့အခုတို့တင်မဲ့ကျွန်တော်တို့ IDP camp ကိုဆောက်ဖို့အတွက်ကိုဒီလက်ရှိတိုက်ပွဲရှောင်တွေကိုပဲအခုဒီတောင်းတိုက်ဟိုပြီးတော့သူတို့လည်းပတ်စံရအောင်ပေါ့နော်ကျွန်တော် IDP camp တစ်လုံးကို33,400,500လောက်ပေးမယ်ဆိုတော့ဆောက်ဖို့လည်းအခြားအလုပ်သမားတွေလည်းတိကျမရှိတဲ့အတွက်ဒီလူတွေကဝိုင်းလို့အဲ့ဒီကုန်ကြတဲ့နိုင်ငံတော်ကချက်ခံပေးမဲ့ပတ်စံလို့သူတို့ပဲပေးလိုက်သူတို့လည်းဟိုအသေးဆုံးရတယ်ပေါ့နော်မိသားစု20မှာအဆောက်တစ်လုံးက30နဲ့3,400,000ပဲဆိုရင်လူတစ်ဦးမှာအနည်းဆုံး3,000,000လောက်ဝင်ရပါမှာဒီအဲ့လိုမျိုးလေးအထောက်ပံ့ရအောင်ဆိုပြီးကျွန်တော်တို့အဲ့လိုလုပ်တဲ့ချက်အခက်ကဓာတ်မရှိတယ်ဟိုလက်နဲ့ကရိယာမရှိဘဲနဲ့ဝါလည်းခေါ်လို့မရတက်လည်းခေါ်လို့မရဘူးအဲ့လိုသွားဖြစ်ဆိုတော့ဓာတ်တွေကဟိုရှိမယ်ဆိုရင်ကျွန်တော်တို့ကားနဲ့ဝါရှိတဲ့နေရာသိရှိတဲ့နေရာကိုသူတို့ခေါ်သွားပြီးမှခုတ်နောက်ပြီးကားနဲ့တင်လာအဲ့မြန်ဆောက်လို့ရအောင်အဲ့လိုလေးဆွနေတယ်ဒါပေမဲ့အဓိကလက်နဲ့ကရိယာမရှိဘူးပေါ့အဲ့ဒီခုတ်မဲ့ဝါတွေမရှိတော့ဟိုဓာတ်တွေကျွန်တော်အရေးပေါ်ပြီးမှာပြီးတော့တုံးနေရတယ်တလောကတော့
လူရှင်တွေကဒါအလက်150လောက်လှူဒါန်းပေးတယ်လို့ပြောတယ်ဒါပေမဲ့ရှိတာရဲ့နောက်ပြီးတော့လက်ရှိမျိုးပေါ်မှာရှိပြီးသားဟိုအိမ်တွေရဲ့ဓာတ်တွေနှားပြီးမှအခုတော့ဝါခုတ်တက်ခုတ်အဲ့လိုတွေအားချင်းတော့လောက်ခိုင်းထားတယ်ဝန်ကြီးတပါးကူတိုင်းပေါ့နော်ဒီစီမေပြင်လို့ပြောတော့ဒါစမီကလေးလုံချွေးတိတ်မကောင်းတဲ့နေရာဒေတာမှာကူတိုင်းသွားပြီးတော့အဲ့လိုအကူအညီနဲ့ပေါ့နော်ဒီဒေတာရဲ့လိုအပ်ချက်တွေကိုလူသွားနေရတာကျွန်တော်ကတော့အရင်စုရင်ပေးရတော့လေဝန်ကြီးကဘယ်လိုပုံစံနဲ့လို့စိတ်ကူးနေပေါ့ကူတိုင်းသွားချင်တဲ့ဟာဒီနဲ့ဖြစ်သွားတာလေပြီးရင်အခုတလောကကိုဗစ်ကြောင့်ပေါ့နော်ဒီစမီဒေတာပလဲဝဒေတာမှာတက်ပွေးဖြစ်နေတဲ့ကိစ္စကအရင်လူတွေကစိတ်ဝင်စားတယ်လို့ပေါ့Ministry media တွေကလည်းတိတ်ပြီးတော့တရင်မှာအရင်မတက်တော့ဘူးနော်အဲ့ဒါလေးဒီဖြစ်နေတော့ဒီပြင် INGO ကလည်းရခိုင်စစ်တွေမှာပဲအခြေချပြီးတော့ဒီဘလဲဝါဆိုတာတိတန့်ပုံစံရှင်းပြနေမှုလို့ဆိုတဲ့ပုံစံနဲ့ IDP INGO ဖက်ကလည်းအာယုံဆိုင်မှုနေနေတာလို့ကျွန်တော်လည်းထင်ထားပါလေဟုတ်ကဲ့ဒီကိစ္စမှာဘယ်လိုပုံစံနဲ့ဒီ INGO ကရောဒီကိုမီနေတဲ့အဖွဲ့အစည်းတွေနဲ့ဟောဘာများပြောချင်တာများရှိမလဲပေါ့နော်မှန်တယ်ဟိုကျွန်တော်တို့ဒီမတ်လ23မှာကျွန်တော်ချစ်နေမှာပထမဆုံးလူနာတီးတိမ်မှာတော့တွေ့လိုက်တဲ့အချိန်ကစပြီးတော့လူတွေအားလုံးရဲ့အာရုံကဒီတိုက်ပွဲရှောင်ဆိုတာထက်ဆိုင်တဲ့ဒီ COVID-19 ကိုပဲအာရုံစိုက်ပါတယ်ဆိုအဲ့ဒီနောက်ပိုင်းကိုလည်းဆက်တိုက်ကပဲလူနာတစ်ယောက်ကနေနောက်တစ်ယောက်ထပ်တွေ့တယ်နောက်တစ်ယောက်ထပ်တွေ့တယ်နောက်တစ်ခါတပြည်လုံးမှာလည်းဒီလူနာစတွေ့ပြီးဆိုတော့အုံချွတ်နဲ့ဖြစ်ပြီးတော့အားလုံးကဒီဟိုပေါ့COVID-19 ကိုပဲထောက်ပံ့ဖို့ COVID-19 ကိုပဲကူညီဖို့ဆိုတာလေးတွေပဲအကုန်ဖြစ်နေတယ်ဆိုတော့ကျွန်တော်ပလက်ဝဒေသခံလည်းဖြစ်တဲ့အတွက်ပလက်ဝကိုလည်းဟိုများသောအားဖြင့်မသိကြဘူးပေါ့နော်ပလက်ဝကိုလည်းသိကမရောက်ဘူးကြဘူးကျွန်တော်ချစ်တင်တဲ့အစိုးရအဖွဲ့မှာတော့မှဒီပလက်ဝဘက်ကမရောက်ဘူးတဲ့လူတွေရှိတယ်ပလက်ဝရောက်ဘူးတော့မမျိုးပဲရောက်ဘူးလေဒီရဲ့လမ်းမဆက်တွေနဲ့စမီးနဲ့ဒီအနေထားတွေကိုမသိကြဘူးเนาะကျွန်တော်ကသိနေတဲ့ခါကျတော့ဒုက္ခလည်းတကယ်ကိုဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့ကဟိုကုညီထောက်ပံ့မှုကမြေပြင်မှာရှိတဲ့ဒီအုပ်ချုပ်ရေးအဖွဲ့เนาะတာဝန်ရှိတဲ့ဒုဦးစီးတွေလက်ထောက်ညွှန်ကြားမှုအဆင့်လောက်နဲ့ကိုဖြစ်မယ်သူတို့ကိုယ်တိုင်ကိုပလက်ဝမရောက်ဘူးသူတို့ကိုယ်တိုင်ဒီဒေတာကိုအခုတာဝန်နဲ့သာရောက်ဘူးလားပဲနည်းနည်းရှိတယ်မသိဘူးအဲကြောင့်ကျွန်တော်ကတော့ကိုယ်တိုင်သွားလိုက်ရင်တော့ဒါထက်များပို့ပြီးတော့ထောက်ပံ့တာလေးတွေလုပ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုထင်တဲ့အတိုင်းမှာပဲကျွန်တော်ရောက်တဲ့ချိန်ကျမှဟိုလူတွေကိုစုစည်းပြီးတော့ရိတ်ခါတွေကိုပို့အောင်ပလက်ဝမှာဟိုတစ်လနှစ်လလောက်ဖြစ်နေပြီရိတ်ခါမပို့နိုင်တာဆိုတော့အဲ့ဒီမှာလက်ရှိကလည်းဖုန်းကလည်းဖြတ်ထားတယ်အင်တာနက်လည်းဖြတ်ထားတယ်ဖုန်းရလိုက်တဲ့အချိန်မျိုးမှာတိရတဲ့အသည့်ကိုလူနာကအနည်းဆုံး3900လောက်ဖြစ်နေတယ်မြို့လူကလည်း9500လောက်ဖြစ်တဲ့အတွက်လူဦးရေ11000လောက်ကအဲ့ဒီမှာစားကြမရှိဟိုဘာမှလည်းဝယ်လို့မရဘူးဆန်စီစားကျတော့အခုခက်ခဲနေတချို့ပြည်သားစုဆံပြုတ်တော်တောင်းနေရတဲ့အနေအထားဖြစ်တော့ဒီလိုတော့မဖြစ်ဘူးဆိုပြီးတော့ဒီပြည်နယ်အစည်းအဝေးမှာတင်ပြဆွေးနွေးပြီးတော့ဝန်ကြီးချုပ်ကလည်းတွားပါဆိုတာနဲ့ကျွန်တော်တွားဖို့ကတော့ပလက်ဝထိတွားဖို့လုပ်ထားတာပါပလက်ဝကိုတွားမယ်စမီမှာတရက်နေပြီးတော့အချင်းလေးစောင့်ကြည့်ပလက်ဝကောင်းလို့ဆိုပြီးတွားတော့မှာဒါပေမဲ့စမီရောက်တဲ့အချိန်မှာဟိုအနေထားကြည့်ရတာပလက်ဝကနေတိုင်းနေအောင်ညောင်းတိုက်ပွဲဖြစ်ဒီလမ်းကြောင်းပေါ်မှာလည်းမလုံခြုံဘူးနောက်ဒီကလရမီကုဒရာဒီနဲ့ပလက်ဝနဲ့နောက်ကျွန်တော်ကင်ချောင်းဝခေါ်တယ်အဲ့ဒီမှာဆက်လေစိတ်ပေါ့နော်ဆက်လေစိတ်ကားကြီးအဲ့ဒီကနေပလက်ဝလေ4မိုင်လောက်ရှိသေးတယ်ဆက်လေနဲ့သွားမယ်ဆိုတော့ကားနဲ့သွား4မိုင်ခွဲလောက်အဲ့ဒီဂျမ်းမလည်းနေတဲ့တိုက်ပွဲဖြစ်နေတယ်အဲ့လိုအနေထားဖြစ်တဲ့အတွက်ကိုယ်တိုင်တော့လည်းအချိန်နဲ့ပေးတဲ့ချိန်သွားမယ်ဟိုလောလောဆယ်တော့စိုက်ရိခါအရင်ပို့မယ်ဆိုပြီးတော့ဒီကကျွန်တော်ခရစ်ယာန်ဘုန်းတော်ကြီးရန်ကုန်ကနေပြီးတော့ဒီကယ်ဆယ်ကိုဝိုင်းလုပ်နေတဲ့ဆရာဦးဝေဟောက်တို့ဆရာဦးအောင်တင်တို့မိအဖွဲ့ပေါ့ MEET မိသူတို့နောက်ကိုအောင်ခင်ပါရန်ကုန်နေပြီးတော့ရှူပြီးသားနေလာကြတယ်သူတို့နဲ့ဒီဒေတာခံလူတွေနဲ့သူတို့ကတွားကျင်တယ်ခွင့်ပြုချက်ရမယ်ဆိုသူတို့တွားကျင်တယ်အဲ့ဒါနဲ့ကျွန်တော်တက်ဖက်ကတော့ခွင့်ပြုချက်မပေးစရာမရှိဘူးဒီလောက်ခက်ခဲနေတဲ့အချိန်မှာတက်ကိုလည်းကျွန်တော်ကဟိုဆွေးနွေးပြီးတော့ပြောတဲ့ခါကျတော့တက်ကတော့လုံခြုံရေးကောင်းတဲ့အချိန်မှာတော့လှုပ်ပေးမယ်ဆိုတဲ့အတွက်ကျွန်တော်ကားသမားတွေခေါ်စီးတော့ဘယ်သူမှမသွားရဘူးကားကဒေတာခံကားတွေလည်းရှိတယ်နောက်အဲကားတွေလည်းရှိတယ်ဒါပေမဲ့ဘယ်သူမှသွားဖို့စိတ်ကူးမရှိဘူးအဲ့ဒါနဲ့နောက်ဆုံးသူတို့ခေါ်ပြီးတော့မှဒီစမီမှာအဆင်ပြေနေတယ်လို့ပလောက်မှလည်းအတင်းရရည်အဆင်ပြေအောင်ဝိုင်းလုပ်ကြမယ်အဲ့ဒီတော့ကားကမလိုက်လို့မရဘူးဟိုကြောက်တယ်ဆိုတာတခုကတော့အဖြစ်မဟုတ်ဘူးပေါ့နော်ဆိုတော့ဒေတာခံ
ရခိုင်လူမျိုးတွေလည်းရှိတယ်ချင်းလူမျိုးတွေလည်းရှိတယ်သူပြောရင်တော့ရခိုင်လူမျိုးတွေကားကအများစုကျွန်တော်တို့စူးစီးလိုက်တဲ့အချိန်မှာသူတို့ကတယောက်ထက်တစ်စီးလဲဆိုတော့မသွားရဘူးတဲ့ရှိသမျှကားအကုန်သွားမယ်ဆိုတော့ကျွန်တော်တို့သွားမယ်ပေါ့အဲ့လိုပြောဆွေးနွေးမှုရတယ်အဲ့ဒါကျွန်တော်ရတယ်ကားသမားတွေကိုတိတန့်ဒီကားမောင်းဖို့တဲ့ဒီလမ်းကြောင်းဟိုစမီနဲ့ပလောက40မိုင်ပဲရှိတယ်ကျွန်တော်တို့အဲ့ဒီဟာတော့တိတန့်သွားပြီးပါကားသမားတွေကိုကျွန်တော်တို့တူဦးကိုဟို bonus ပေါ့နော်9000စီစုချချင်းနေပေးမယ်ကျွန်တော်ကားဆက်တစ်စီးတော့ကျွန်တော်9သိန်းနဲ့9000စုချပြီးတော့ပြောရတော့သူတို့သွားခြင်းလည်းစိတ်ရှိအောင်လုပ်ခြင်းလည်းစိတ်ရှိအောင်ကျွန်တော်လုပ်တယ်တော့တေးပို့ဆောင်စေလည်းကျွန်တော်တို့ချောဆွဲတာမဟုတ်ဘူးအခုညီတောင်းပြီးတော့ဒီတန်တန်ချင်းပေးမယ်ဒီကုန်စည်စစ်စစ်မှုအတွက်ကိုရောက်တော့ပြီးလို့လေကုန်ကြစီအခုကျွန်တော်ပြန်ရှင်းပေးမယ်စံတိတ်ကိုဘယ်လောက်ကုန်စည်အတွက်ကိုဘယ်လောက်ဆိုတော့ရှင်းပေးမယ်အခုဒီကာသမားမောင်းဖို့တော့တိတန့်ကျွန်တော်တို့ဒီဒုက္ခတကယ်ဈေးကနေပြီးတော့ကုညီပေးမယ်ဆိုပြီးတော့အဲ့လိုလုပ်ခဲ့ရတယ်အဲ့ဒီအချိန်မှာတယောက်ချင်းတူချင်းတော့မသွားရဘူးအများစုပြီးသွားမယ်ဆိုတော့စုလိုက်တဲ့အချိန်မှာကားဆက်စီရအဲ့ကားဆက်စီတဲ့ကျွန်တော်ဆန်တယ်လို့ဆိုင်ကလေးဆန်တယ်လို့တင်နေဆန်စီစားပဲငရုတ်ချက်တော့အာလူဟိုနောက်ဟိုပေါ့ထောက်ပံ့မရမဲ့စေဝါကအစားအခုကျွန်တော်တင်ပြီးတော့အပြည့်ပဲအဲ့ဒီစင်းယူလိုက်တဲ့ခါကျအားလုံးပေါင်းဆိုင်80ကျန်တယ်တော့အမေဆုံးပေါ့အဲ့တော့အဲ့ဒါနဲ့နေ့တနားခွဲမှာကျွန်တော်စပြီးတော့စမီးကနေစပြီးတော့ကားတွေ70လို့ထွက်ပါတယ်ဒါပေမဲ့လမ်းမှာတစည်းကမလိုက်နိုင်မယ်လို့ပြက်ပြီးကြံခဲ့တော့ဟိုကား10စီးဆက်ထွက်သွားတယ်ကား10စီးနဲ့ပါသွားတာဆိုင်က130နဲ့30ပေါ့ပါသွားတယ်ဒါပေမဲ့ဟိုရောက်တဲ့ခါကျသူတို့လည်းနည်းနည်းလုံခြုံရေးကလည်းစိတ်မချဘူးတိုက်ပွဲလည်းဖြစ်နေတယ်အဲ့နဲ့တက်ကလည်းထိတွေ့တဲ့အချိန်မှာသူတို့မိုးကလည်းချုပ်တဲ့အတွက်အဲ့ဒီညအိတ်လဲရတယ်နောက်တစ်ရက်သွားမယ်ဆိုတော့လေဟိုသွားလို့အဆင်မပြေဘူးတိုက်ပွဲကထပ်ဖြစ်နေတယ်အဲ့ဒါနဲ့သူတို့ကမနေ့ကထိတော့ပြန်ရှေ့တိုးလို့လည်းမရနောက်ဆုတ်လို့လည်းမရဖြစ်တော့တိုက်ပွဲလည်းတော်တော်ပြင်းထန်တာမှဖြစ်တယ်လေချောင်းကနေပြေးရတဲ့ခါရတဲ့အဆင့်ထိအဲ့ဒီရှေ့မှာဖြစ်နေတော့ဟိုသူတို့လည်းသွားတော့ခက်ခဲဖြစ်တာပေါ့နော်အဲ့ဒါမနေ့ကကျွန်တော်အကြီးကဲတွေနဲ့တချို့တိုင်နေပြီးတော့အဲ့လိုဆိုရင်ဆန်ကိုတက်နေရမှာ drop လုပ်ခဲ့မယ်ကားတွေအကုန်ပြန်လှည့်ပြီးနောက်တစ်ကြော့အဲ့ဒီစမီးမှာရှိတဲ့ဆန်တွေဆက်တယ်ပဲအဲ့ဒီကိုပြန်ပို့မယ်အဲ့လိုဒါပေမဲ့နောက်ဆုတ်ပွဲလည်းအခက်ရှစ်တိုးပွဲလည်းအခက်ဖြစ်နေဒါပေမဲ့ကံကောင်းစွာနဲ့ဒီနေ့မနေ့ကဆွေးနွေးချက်ပုံမှာတက်ကလည်းနည်းနည်းတိုက်ပွဲဖြစ်တာလေးနည်းနည်းနေတဲ့အတွက်ဒီလက်ရှိသူတို့ရှိတဲ့နေရာနဲ့ပြောခုနကင်ချောင်းဝဆိုတဲ့နေရာကိုတောက်ခွင့်ပေးလိုက်တယ်တောက်ခွင့်ပေးလိုက်တဲ့ဟိုဆန်အဲ့130နဲ့စားရိခါအားလုံးကတော့မနေ့ကဟိုမှာ9နာရီကျော်လောက်မှာအကုန်အဲ့ဒီစိတ်ဆင်းဝရောက်နေဆိုတော့မျိုးနဲ့လည်းအဆက်တော်ရတဲ့ခါကျတော့မျိုးကသူတို့အချင်းဒီကဲစီအဖွဲ့တွေနဲ့မျိုးပါနေနဲ့ဌာနဆိုင်နဲ့အစည်းအဝေးချက်လို့ပြောဆက်နေတယ်နဲ့တွားတဲ့ရမယ်ဆိုတဲ့ဟာဒီဆွေးနွေးမှုရအဲ့နောက်ပိုင်းကဖုန်းအဆက်တော်မရဘူးဖြစ်နေဆိုတော့ဒီနေ့ကတဲလို့အခုနလက်နက်ကအဖွဲ့အစည်းတွေကမနှောက်ချက်ဘူးဆိုရင်ကျွန်တော်တို့ဒီနေ့တော့စံရိခအတိုင်းအတာတစ်ခုကျော်မျိုးပေါ်အတွက်ထောက်ကူရပြီးရောက်သွားမှာဟောပြင်အခုလူအပ်ချက်သူတို့ရဲ့ဒုက္ခတွေ IDP ရဲ့လူအပ်ချက်နဲ့အခုပလဲဝဖက်ကလည်းလူဆိုင်နေပြက်လက်နေတဲ့တော့ပေါ့နော်အဲ့ဒီလူအပ်ချက်ဒီဘယ်လောက်ရှိမလဲပြင်ခုနအထူးရှင်တွေပေါ့အထူးရှင်ဒီကအဓိကဘေးရနေလားပြီးတော့ဟိုဒီပါဒီလူအောင်မလဲပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ကအခုပထမပိုင်းကကျွန်တော်တို့စဉ်းစားထားတာကစစ်တွေကြောက်တော့ပလဲဝရေချောင်းလားစစ်တွေကြောက်တော့ပလဲဝဒီကားလားအဲ့လိုမျိုးနဲ့အကောင်းဆုံးစဉ်းစားထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီထောက်ပံ့တဲ့ပြည်တော်စုကထောက်ပံ့နေရောနောက်ပြီးတော့ခုန WFP တို့ကတော့ထောက်ပံ့မဲ့ဥစ္စာ ICRC ကထောက်ပံ့မဲ့ဥစ္စာကစစ်တွေကြောက်တော့တဲ့စင်လို့တွားမယ်လို့ပြောနေခဲ့တယ်ဒါပေမဲ့ဒီမိဘဗျူဟာကုန်းတက်ပွဲကြောင့်အပြင်းထန်ဖြစ်ပြီးတော့လာနေရှိကြတယ်အဲ့စကောင်တက်ပွဲလေ41တောင်ကြာပြီးတော့ဟိုကမ်းတဲ့ချက်ကအခုချိန်ထိလည်းတွားလို့လာလို့မရတဲ့အနေထားဖြစ်တယ်ဒါလည်းကျွန်တော်တို့အဲ့ဒီကတော့တွားလို့မရတော့ဘူးဆိုဒီကပခုတ်ခုဘက်ကပစ္စည်းတွေဝယ်ပြီးတော့ပို့တဲ့စနစ်ကိုကျွန်တော်တို့စလုပ်တယ်စလုပ်တဲ့အချိန်မှာပဲဟိုပလက်ဝတိသွားဖို့ကအဆင်မပြေဘူးစမီးမှာပဲရောက်တယ်ဆိုတော့ဒီလူကေပြန်ကနေထောက်ပံ့တဲ့ဆန်ပလက်ဝမှာငကိုရှိပြီးသားဟိုဒုက္ခတဲ့1882ဦးအတွက်ကိုသူတို့ကလူရည်နဲ့တွက်ချက်ပြီးတော့မှထောက်ပံ့တယ်ရှိတယ်3လစာထောက်ပံ့တဲ့ဟာကိုကျွန်တော်စစ်တွေမှာဝယ်ထားတယ်နောက်ထပ်3လစာအတွက်ကိုဝယ်ပြီးမှပခုတ်ကနေပြီးကျွန်တော်ပို့တဲ့ချိန်ကျွန်တော်ပလက်ဝပို့လို့မြစမီးမှာပဲတောင်းတင်တယ်နောက်ပြီးတော့ငကိုတွေကလည်းဆရာတို့လည်း online မှာကြားမှာပေါ့ပထမဆုံးကျွန်တော်စပို့တာပလက်ဝဒုက္ခတွေစုထားတဲ့ပတ်စံတွေကနေပြီးတော့အလှူရှင်တွေ
ပေးထားတဲ့ပတ်စံတွေကနေပြီးတော့ကျွန်တော်ဆိုင်း6ရောက်ကိုစောက်တယ်ဆိုင်း6ရောက်ဝယ်ပြီးတော့အဲ့ဒါလည်းစမိမှာပဲပုံပြီးတော့ချထားရတယ်အဲ့ဒီဆန်တွေလည်းတည်လို့မရဘဲနဲ့အဲ့ဒီမှာပဲဖြစ်နေတယ်နောက်ပိုးသမျှအားလုံးကလည်းစမိတိပဲကျွန်တော်ပို့လို့ရတယ်အဲ့ဒီအချိန်မှာပဲမတ်လ14-15မှာဒီမိတ်ဆာဝါတို့ဝက်မာတို့မှာတိုက်ပွဲတွေဖြစ်ပြီးတော့ဒီလက်နေကြီးတွေကြားတဲ့အချိန်မှာရွာတွေမိလောင်နေအိမ်တွေမိလောင်နေလူတွေလက်တန်ရပြီးတော့တေဆုံးတာလည်း28လောက်ဖြစ်သွားတယ်အဲ့ဒီပုံမှာဒီသူတို့အတွက်အစင်းသိဖြစ်သွားတာပေါ့ကျွန်တော်ပို့လိုက်တဲ့ရိခါတွေရတယ်သူအစင်းသိဖြစ်သွားတယ်သူတို့တက်လိုက်တာအကျိုးရှိသွားတယ်ဒါပေမဲ့ဒီဘက်ကိုဆက်ပို့ဖို့အတွက်ကြတော့လေအခုကလမ်းကြောင်းကအဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့အဓိကထားတောင်းရမယ်တော့ဖြစ်နေနောက်ပလက်ဝရဲ့အောက်ဖက်စစ်ကြောက်တော်ဘက်ကတပိုင်းရှိတယ်နောက်ပြီးတော့ပလက်ဝနဲ့တရိုင်ကြားတပိုင်းရှိတယ်တရိုင်နဲ့အပေါ်ဘက်ကိုမီဇာရှင်းလဝဆိုတာတပိုင်းရှိတယ်ဆိုတော့ဟိုအပေါ်ဘက်ကလည်းရိခါတွေပို့လို့မရအဲ့ဒါကြောင့်ကျွန်တော်မီဇာကိုပကုတ်ကနေဝယ်ပြီးကျွန်တော်လိုင်းလင်းပြည်ကိုပို့တယ်လိုင်းလင်းပြည်ကနေရှင်းလဝကနေပြီးတော့ရှင်းလဝကနေဆက်လင်းတယ်အဲ့ဒီမီဇာနားမှာရှိတဲ့အထက်ပလိုင်းတော့အဲ့အုပ်စုတွေတက်ထောက်ပံ့တာကိုအဲ့လိုအပေါ်ဘက်ကလည်းတလိုင်းကျွန်တော်လုပ်တယ်ဒီမင်းတပ်မတူပြီးစမီပလဝလမ်းကြောင်းကလည်းတခုလောက်တော့ဒီနေ့အောင်မြင်သွားမယ်ဆိုတော့ဒါလမ်းကြောင်းပွင့်သွားမယ်သဘောပေါ့လေဒီနောက်ပိုင်းရက်ဆက်ကလည်းဒီနှစ်ဖက်တိုက်ပွဲဖြစ်တာတော့ကျွန်တော်တို့ကတော့ဒါတော့ဘလို့မှတားဆီးလို့မရဘူးပိတ်ဆို့လို့လည်းမရဘူးဒါပေမဲ့ဒီရိခါတေးပို့ဆောင်တဲ့ကားတွေဆက်လေးတွေကိုအတောက်ချက်မပေးရင်တော့ဒါဆက်တိုက်တော့ကျွန်တော်ထောက်ပံ့နိုင်ပြီလို့ညှော်လင့်ပါတယ်အတိကတော့ဒီလုံချုံကြီးကစင်ကုန်မှုကြီးဖြစ်နေတော့လေဒီလုံချုံကြီးကိုဘယ်လိုပုံစံနဲ့လောက်ရင်ကောင်းလေပေါ့နော်ပြီးရင်အခုအေးဖက်ကလည်းအဲ့လိုပဲအနှုတ်ရှက်ပုံစံနဲ့လောက်နေတဲ့ကိစ္စတွေပါလာနေတော့ဒီလုံချုံကြီးကန်တာဘယ်လိုတွားရင်ကောင်းဆုံးဖြစ်နိုင်လဲကျွန်တော်တို့ကဒီမြေပြင်မှာလက်ရှိဖြစ်နေတဲ့ကျွန်တော်တို့ဒေသမှာဖြစ်တဲ့ဖြစ်စဉ်တော့ကျွန်တော်တို့ရဲ့ထိခိုက်ဒဏ်ရာရမှုတေဆုံးကြဆုံးဒဏ်ရာရတာတွေပျက်စီးဆုံးရှုံးတာတွေအားလုံးကတော့မြို့နယ်ကတင်ပြတဲ့ပုံမှာပြည်နယ်ကနေပြီးတော့ပြည်ထောင်စုကိုတောက်လျှောက်တင်ပြထားတယ်လုံခြုံရေးအခြေအနေရောနောက်ပြီးတော့အခြေအနေမျိုးစုံကိုတင်ပြထားတယ်နိုင်ငံတော်အဆင့်ကအကြီးအကဲတွေလည်းသိကြပါတယ်သိကြပေမဲ့မြေပြင်မှာကျတော့အုပ်ချုပ်ရေးစနစ်ကလုံးဝပြတ်နေတာအုပ်ချုပ်ရေးစနစ်ကမလွှမ်းမိုးနိုင်ဘူးနောက်ပြီးရဲဆိုတဲ့ကျန်တဲ့လုံခြုံရေးတွေမြို့ရွာလူထုရဲ့လုံခြုံရေးကိုသူတို့မလုပ်ပေးနိုင်တော့မြို့ရွာလူထုထက်စားသူတို့စခန်းလုံခြုံရေးနဲ့သူတို့မိသားစုလုံခြုံရေးအတွက်ပဲလက်ရှိလုပ်နိုင်တယ်တမတော်ကလွဲပြီးတော့အခုချိန်မှာလုံခြုံမှုဘယ်သူမှမပေးနိုင်ဘူးဖြစ်တယ်အခုနပြောတဲ့ကင်ချောင်းကအဲ့ဒီမှာရှိတယ်နော်ကင်ချောင်းကအနာဘက်မှာတက်ရှိတယ်ခလာ289ရှိတယ်အဲ့ဒီတက်တင်နားမှာတော့အခုတက်တင်အင်းအနေအားနဲ့ရောက်နေတာဒါပေမဲ့ပလက်ဝဘက်မှာကျတော့ရဲကလွဲပြီးတော့တက်ကလည်းမရှိတဲ့ခါကျတော့အခုပလက်ဝမြို့ထဲမှာလည်းအေရီးယားရောက်တယ်အရောက်တဲ့နဲ့အားစားဝတ်စုံတွေနဲ့တနတ်တွေနဲ့ဟလာရောက်နေတယ်ဟိုပလက်ဝရဲ့ပလုတ်တောင်ဖက်မှာဆိုပလုတ်တော်ဖုန်းကျောင်းတို့ဘာလို့မှာဆိုလေအေဒီကလက်နဲ့ကိုတွားလာနေတယ်မြို့ထဲမှာနေရောညသူတို့တွားနောက်ပလက်ဝရနောက်ဖက်မှာတောင်ကျောလေးရှိတယ်တောင်ကျောအားလုံးမှာလည်းအေဒီကနေရာယူထားတယ်ဆိုတော့မြို့လူထုတွေကတော့ဒီလုံခြုံမှုလုံးဝမရှိပဲနဲ့ကိုယ့်အသက်ကိုဟလာစွန့်ပြီးတော့ဟလာကြီးလာစားနေနေရတဲ့အနေထားလုံခြုံမှုစနစ်ကလုံးဝပလက်ဝမှာတော့ပြတ်နေတယ်လို့ပြောချင်တယ်ဒီကိုဗစ်နဲ့ပတ်သက်ပြီးတော့မြို့နေတိုင်းမှာပါနေလောက်နေကြပြီးတော့ဘယ်လောက်ထိပေါ့နော်အခုချင်းပြည်နယ်အဆင့်အနေနဲ့ဟောကျွန်တော်ကဒီဟာခါနေပြီးတော့ဒီစမီပလက်ဝကိုသွားတဲ့လမ်းစဉ်တစ်လျှောက်ခီးစဉ်တစ်လျှောက်မှာကျွန်တော်တောက်လျှောက်တွေ့ပါတယ်ဒီကကျွန်တော်တို့ဟာခါနဲ့စထွက်ကြတဲ့ဟာခါမျိုးအဝင်ထွက်လုပ်တဲ့နေရာမှာလည်းကျွန်တော်တို့ဒီကိုဗစ်လူနာတွေအထွက်ကအဝင်တော့ကိုစမ်းသပ်ပြီးတော့မှဒီအပူရှင်တိုင်းတာတို့ record လုပ်တာတို့ဘယ်ကားဘယ်ရှိမှထွက်သွားတယ်ဘယ်ရှိမှဝင်လာတယ်ဆိုတော့ record လုပ်တာလည်းရှိလူဘယ်နှယောက်ထွက်သွားတယ်လူဘယ်နှယောက်ဝင်လာဆိုတော့ record လုပ်တာဟာခါမျိုးဟောမှာတွေ့ပါတယ်ဗျတွေ့တယ်ဒီကဆင်းသွားလို့အခြားဂန်ကောရောက်တော့လေဂန်ကောဝင်မှာလည်းအဲ့လိုပဲစစ်ဂန်ကောဝင်မှာလည်းစစ်စစ်လေးလုပ်တယ်နောက်ဂန်ကောကြော်ပြီးတော့ဟိုဘက်ကကြောက်ဟိုပေါ့မင်းတပ်ကိုကျွန်တော်ဝင်တာပေါ့နော်မင်းတပ်ရောက်တော့မင်းတပ်ဝင်မှာလည်းအဲ့လိုအဖွဲ့စုံနဲ့ဌာနဆိုင်ရာအဖွဲ့စုံနဲ့ဒီကျမကြီးကလူတွေကပါပြီးတော့ဟိုလုပ်တယ်မင်းတပ်ဆိုရင်တော့မြို့ထဲမှာပါဟိုကားနေနဲ့လှည့်ပြီးတော့စပီကာနဲ့អော်ပြီးတော့အပြစ်မထွက်ဘူးပေါ့နော်ဒါလေးတားဆီးပြောတာလည်းရှိတယ်ဆိုတော့မင်းတပ်ကနေပြီးတော့ကျွန်တော်ကတခါမတူပီဆက်သွားတော့လေမတူပီအဝင်မှာလည်းဒီတိုင်းပဲမတူပီအဝင်မှာလည်းဒီမြို့ဝင်စစ်ဆေးတာတွေလူမှတ်တာတွေကားမှတ်တာတွေအဲ့လိုမျိုးတွေလုပ်တယ်ဆိုတော့မတူပီမှာတညအိတ်လိုက်တယ်အဲ့ဒီမှာနောက်တည့်ဆက်ထွက်တော့လေမတူပီရောနောက်တဂျားမှာရှိတဲ့ရွာလေးတွေမှာပါဒီမြို့ရွာဝင်ထွက်ကိုစစ်ဆေးတာတွေတွေ့တယ်ဗျ
နောက်စမီရောက်တော့လေစမီအဝင်မှာလေဒီတိုင်းပဲစမီအဝင်မှာလေအဖွဲစုံနဲ့စစ်ဆေးတာလုပ်တယ်စမီမှာလေအဝင်ရောအထွက်နှစ်ခုလုံးပေါ့နော်အဲ့လိုလေးတွေလုပ်ပါတယ်ဆိုတော့တချို့နေရာတွေမှာတော့ဒီပညာပေးဆိုင်ဘုတ်တွေကတ်တာလည်းတွေ့တယ်နောက်များသောအားဖြင့်ဒီအချိုရေးအဖွဲ့တွေကကြီးကြပ်ပြီးတော့လုံနိုင်တယ်လို့ဒီ COVID-19 ကိုထိန်းသိမ်းနိုင်တဲ့အနေအထားမျိုးတော့ရှိနိုင်မယ်လို့ကျွန်တော်ထင်မျိုးတည်မကဘူးကြီးရွာတဲ့အထိပါဒီအပြည့်အမြင်နဲ့ကိုယ်တိုင်ခရီးလူငယ်တွေပေါ့နော်လူငယ်တွေကတက်ကြွနဲ့ပါပြီးတော့စစ်ဆေးမြင်းများတာစစ်ဆေးတာလုပ်တာတော့တွေ့တဲ့အတွက်ကျွန်တော်တို့စီမှာကူးစက်မှုကိုထိန်းချုပ်နိုင်တယ်လို့ထင်ပါတယ်ချင်းပြနေတွေ့မှာတော့နောက်ဆုံးနေတဲ့ပါများဒီပလဲဝကိစ္စနဲ့ပတ်သက်ပြီးကိုဗစ်နဲ့ပတ်သက်ပြီးနောက်ဆုံးနေတဲ့ပါပလဲဝကတော့အခုအလှူရှင်တွေအများကြီးလှူပေးတာတွေ့ပါတယ်ဗျအလှူရှင်တွေထဲမှာနေနိုင်ငံတော်အစိုးရလှူတာရှိတယ်နောက်ပြည်တွင်းပြည်ပကကျွန်တော်တို့ရဲ့ချင်းလူမှုအဖွဲ့အစည်းတွေကလှူတာရှိတယ်နောက်ဘာသာရေးအဖွဲ့တွေကလှူတာရှိတယ်နောက်ရမွားဆိုရင်တော့ဖြစ်ချင်းချက်ချင်းကိုပဲလှူဒါန်းတဲ့ဝိတ္တကဖောင်ဒေးရှင်းနောက်တစ်ခါဒီကိရဂုဆရာတော်ဆန်တွေကအများဆုံးသူတို့ကလှူပေးတယ်နောက်တစ်ခါဒီဟာခလူငယ်အဖွဲ့နောက်ငင်းပွင့်88ငင်းပွင့်အဖွဲ့တလေးရအဖွဲ့တွေလည်းလှူတယ်နောက်ဒီကုမ္ပဏီတွေရောလှူတယ်နောက်ချစ်ကနေဒီလွတ်တော်လည်းစိုင်း220လှူပေးတာလေးတွေရှိတယ်စတီဒိုကိုဆရာတော်ရှင်တော့စိုင်းဆန်တင်ပေါင်း1000လှူပေးတယ်ဝိတ္တခါကလှူတာဆိုလည်းများတယ်ဝိတ္တခါဆိုလည်းစိုင်းပေါင်း350ကျော်လောက်လှူပေးတယ်အဲ့လိုမျိုးတွေရှိတယ်နောက်ကျွန်တော်တို့မင်းတက်ကဆိုလို့ဦးရှိမန်တို့ဆိုရင်စိုင်းတရားဦးဟုံးနေလို့စိုင်းတရားအဲ့လိုတွေ personal တွေလှူပေးတယ်နောက်ချင်းလူငယ်တွေဆိုလည်းစူးစီးပြီးတော့သူတို့ကကိုယ်တိုင်ရောက်အောင်သွားပြီးမှစိုင်းစူးစီးတဲ့စိုင်းတွေကိုယ်တိုင်ကိုရောက်လှူဒန်းပေးတာတွေလည်းအများကြီးတွေ့ဆိုတော့စိုင်းပေါင်းအားလုံးစမီကိုရောက်တာ9400လောက်ရောက်တယ်ဒီမှာအခုရောက်ပြီးသားလူတွေကျွေးမွေးတာရှိတယ်နောက်ပြီးတော့မြို့မှာခက်ခဲတဲ့မိသားစုတွေလည်းထောက်ပံ့တာရှိတယ်အဲ့ဒီပြင်အခုနောက်ဆုံးချိန်တွေကိုစိုင်း3300လောက်ကျန်နေတယ်အဲ့ဒါကိုကျွန်တော်တို့ကစမီနဲ့ပလောဝအဲ့ဒီဒုက္ခတွေအင်အားကိုတော့ဝက်စခွဲပြီးမှနောက်ထပ်1500လောက်ပလောဝကိုကျွန်တော်တို့ဒီအခု30ရောက်သွားတဲ့ပြင်နောက်ထပ်ပို့ဖို့လည်းစူးစမ်းပြီးဆောင်သွားမယ်ဆိုအဲ့လိုသာလမ်းကြောင်းမှာအခက်အခဲမရှိဘူးဆိုတော့ဒီပလောဝမှာရှိတဲ့ဒုက္ခတွေလည်းဒီကြောက်နှောက်တော့အဆင်ပြေသွားမယ်လို့ပြောတယ်အလှူရှင်အလုံးလည်းကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်ဘယ်လိုချင်းတဲ့ကျေးဇူးတင်ပါတယ်